သူတို့ဟာဟော့တော့ရဲ့ထိတ်ငဖက်မှာတာမိုတွေကိုစိုက်လိုက်ပြီးနေရန်ကပလက်ပေါက်နဲ့ချိတ်ဆက်ဖို့ဝါယာကြိုးတွေကိုအသုံးပြုခဲ့ကြပါတယ်ချိတ်ဆက်မှုပြီးဆုံးသွားတာနဲ့လျှက်စစ်စီးကြောင်းဟာအသားကြောင့်ထဲကိုစီးဝင်သွားပါတယ်ဟော့တော့ရဲ့အတွင်းထဲမှာရေနဲ့စားသက်တွေပါဝင်တာကြောင့်၎င်းတို့ဟာလျှက်စစ်သက်ကိုကောင်းကောင်းစီးကူးစေနိုင်ပါတယ်အဲ့ဒီလျှက်စစ်ဟာအသားတွေကိုဖြတ်တန်းသွားတဲ့အခါအပူအဖြစ်ပြောင်းလဲသွားပြီးဟော့တော့ကိုနေရာအနှံ့အညီအမျှကျက်သွားစေပါတယ်နောက်ဆုံးမှာတော့အတွင်းတွေကရေဓာတ်ဟာအခိုးအငွေ့အဖြစ်ပြောင်းလဲသွားပါတယ်လျှက်စစ်စီးဆင်းဖို့အတွက်လိုအပ်တဲ့ရေဓာတ်ဟာအလိုနှဲပါသွားတဲ့အခါမှာတော့လျှက်စစ်စီးကြောင်းဟာအလိုလျောက်ရပ်တန့်သွားပြီးတင်းအတွက်အနေတော်ကျစ်နေတဲ့ hot dog တစ်ချောင်းကိုရရှိစေမှာဖြစ်ပါတယ်အကယ်၍တင်ဟာနယူးယောက်ကနေကာလီဖိုးနီးယားပြည်နယ်အထိရောက်အောင်အဆက်ဆက်သွဲထားတဲ့မီးကြိုးခွေတွေအလုံးလောက်ရှိမယ်ဆိုရင်တနိုင်ငံလုံးကိုဖျက်ပြီးတင့်ဖုံကိုအားသွင်းလို့ရမယ်လို့ထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့တကယ်တမ်းအဲ့ဒီလောက်အကွာအဝေးကိုရောက်ဖို့ဆိုရင်6ပေရှိတဲ့ဖုံအားသွင်းကြိုးပေါင်း2000ခွဲခန့်ကိုတစ်ခုနဲ့တစ်ခုအဖျားချင်းဆက်ပြီးတွဲတန်းဖို့လိုအပ်ပါတယ်နောက်ပြီးလျှက်စစ်ဓာတ်ဟာစီးဆင်းနေစဉ်မှာအပူအဖြစ်ပြောင်းလဲသွားတဲ့ဒါကြောင့်ခရီးတစ်လျှောက်မှာစွမ်းအင်တွေတဖြည်းဖြည်းဆုံးရှုံးသွားပါလိမ့်မယ်ဒါကြောင့်အဲ့ဒီလျှက်စစ်ဓာတ်ဟာတင့်ဖုံစီကိုရောက်ရှိသွားတဲ့အချိန်မှာလို့တင့်လက်ဘဝကိုပူပေါင်းတစ်ခုညံပုတ်တိုက်လိုက်လို့ထွက်လာတဲ့စွမ်းအင်ဓာတ်တောင်ပူပြီးအားနည်းနေပါလိမ့်မယ်